ရှိနေတဲ့ကန်တော်ကြီးပတ်လန်းပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီဆန္ဒပြနေတဲ့ generation Z အကုန်လုံးဒီဘက်ကိုရောက်နေကြတာပါဒီနေ့ကတော့လှမ်းတန်းတို့စုလေတို့အားလုံးကရှောင်ပါတယ်ဘာကြောင့်လဲဆိုတော့ညတက်လာတဲ့သတင်းတွေအရာရောပေါ့ဂျပူလေးဒါဒီနေ့ကျမတို့ UN ရုံးမှာ UN ရုံးရှိမှာပေါ့နော် UN ရုံးရှိတဲ့တော့မဟုတ်ဘူးပေါ့အကောင်လုံးဒီဘက်လောက်ကဒီဘက်ကိုရောက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒါအကြောင်းသားတွေရောကလေးတွေရောလူငယ်တွေရောအားလုံး generation 1 generation Z အကောင်လုံးဒီဘက်ပေါ့ဒီဘက်အချမ်းမှာရောက်နေကြပြီးတော့အားလုံးဒီမှာပဲတက်ညီလက်ညီဆန္ဒပြနေပါတယ်ကျမအိမ်ကစထွက်လာတဲ့ဒီတောင်မွေဘက်အချမ်းပေါ့တောင်မွေမှာဆိုလို့ရှိရင်လည်းပဲကျမတို့ရက်ကွက်တွေကြောင်မြောင်းလမ်းကြားတွေနော်ဒီလမ်းတွေပေါ့လမ်းတွေတွေအဲ့ဒီတောက်လျှောက်မှာလဲသူ့အခွင့်နဲ့သူဆန္ဒပြတဲ့လူတွေကိုလည်းကျွန်မအများကြီးတွေ့ခဲ့ပါတယ်တကယ်ဝမ်းသာပါတယ်ကျွန်တော်တို့ ID ခက်မှာ information တွေအကုန်လုံးကတပြေးညီစီးစင်းနေဆိုတာအမှန်ပါပဲလက်တွေ့ပါပဲကျွန်တော်တို့မနေ့ညတော့တက်လာတဲ့ information တွေအကုန်လုံးဒီအားလုံးကြားထဲမှာပြည့်နှက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ဒီ UN ကန်တော်ကြီးပတ်လန်းတစ်လျှောက်အစီကားဆုံးပါပဲနိုင်ငံတော်ရဆိုတဲ့ဘုံနဲ့ပေါင်းချီဒါကျွန်တော်တို့မနေ့ကတော့ဖြစ်ပြနဲ့ပတ်သက်ပြီးတော့ပိုစတာကန်ရာတွေလည်းရှိပါတယ်ဆရာကိုဖုန်းတစ်ချက်ခေါ်ကြည့်ပါဦးတင်ကားတစ်ချက်ဒါကျမတို့ရှိတော့ရောက်ပြီအဲ့ဒါလီကိုမဲပေးရတယ်အဲ့ဒါဆရာဟိုဘက်ရောက်သွားတော့ဆရာကဘာဖုန်းခေါ်ကြည့်လိုက်တော့ဆရာကိုပြန်ပြီးတော့မဟုတ်ဘူးဖုန်းခေါ်ကြည့်လိုက်တော့ဆရာကလည်းဒီဘက်ကိုရှောက်လာနေဆိုလွဲနေလောက်မယ်ကိုကဒီဘက်900တင်ကားတစ်ချောက်ပြည်ဥစားဆန္ဒပြတဲ့လူအုပ်ကြီးစုလေရဆန္ဒပြတဲ့လူအုပ်ကြီးအခုလုံခြုံရေးအပြည့်အဝယူပြီးတော့ကြီးကြလေးတစ်ခုပြောပြအောင်မယ်ဒီနေ့ကလေးတွေကြားထဲမှာဟာတာပေါ့နော်ဒီကျွေးကြော်တဲ့ပုံစံတက်ကလေးတစ်ချက်စာသားလေးတစ်ခုထပ်ပြီးတော့ကြားရပါတယ်အဲ့ဒါဘာလဲဆိုတော့အမေစုကိုချက်ချင်းလို့မစိုးပါနဲ့ကြဘူးလေးတဲ့အဲ့ကျမတို့ UN ရုံးရဲ့အရှိတ်တက်မှာပါပဲဒီလောက်လူအုပ်ကြီးနဲ့ဒီလိုဖြစ်ပြနေတဲ့အကြောင်းအရာတွေကိုဒီမှာရုံးရှိတဲ့မှာကိုဒီလိုဆန္ဒပြခြင်းအဖြစ်သတင်း information တွေလည်းဒီထက်ပိုပြီးပြန်မှန်မှုညွှန်လင်းပါတယ်အခုကတော့အုပ်စုရှိမှတစ်ချက်ပြောသွားလိုက်ချင်တယ်တိတ်မသိပါဘူးဘယ်လိုစိတ်ပုံတွေလဲဆိုင်ပါချင်တယ်စစ်ကြောင်းထွက်တယ်ဆိုမှသိရမလားကလေးငယ်တွေတကယ်ငယ်တွေလားသူတို့ကသူတို့အမေလားမသိဘူးဟုတ်တယ်ထိတ်ကိုချွန်နာပါတယ်ဆို
လမ်းထိပ်ကိုခြုံလာတာအရွှေကြီးပဲပြီးတော့လမ်းရအရွှေကြီးပဲထိပ်မှာခြုံလာတာလောကနာဆောင်ဒီမှာတွားလိုက်လာအောင်မဘာလဲလဲဆရာဒီမှာလို့ပြောတာခဏဆောင်လို့အော်ခဏဆောင်အဲရလာကျွန်တော်ယူလာတဲ့လမ်းတစ်လျှောက်မှာပေါ့နော်။သွားဆရာဝန်အဖွဲ့အင်ဂျင်နီယာအဖွဲ့နောက်ပြီးတော့တခြားအကြောင်းသားလူငယ်တွေပေါ့နော်။အဲ့လိုအဖွဲ့စသဖြင့်အဖွဲ့တွေကျမထင်တယ်9ဖွဲ့လောက်ရှိမယ်။သူ့အဖွဲ့နဲ့သူလမ်းတွေကြားထဲမှာရက်ွက်တွေကြားထဲမှာလှည့်လည်ပြီးတော့စန္ဒပြချီတက်နေကြတာကိုလည်းတွေ့ခဲ့ပါတယ်။ဒီကလူတွေမြင်ရအောင်မို့တဲ့ခြေထားကြတဲ့စောင်းပုတ်တွေဟိုမှာဆရာတို့ဖွဲ့ဟာလေဝီလောမီရောပါလက်တက် NLD မလို့ဟိုမှာလေးဆရာဟိုပါလေအားတော့ပေါ်စားကြီးလေဆရာလေးဟိုပါလေဒီမှာမတက်ရနေပြီးတော့
ဖွဲ့တွေတော်တော်များပါတယ်ဆူးတဲ့ဘက်ကတည်းနေပါတယ်တော့ကျွန်မတေချာမသိသေးဘူးပေါ့နော်အခုလက်ရှိကတော့ဒါကနော်ကြီးရဲ့အနေထားပါပဲဟုတ်တယ်အခွဲတွေအကုန်လုံးဒီမှာလာစုနေတရားမှရှိပါတယ်ဘယ်ပါတီကိုမဲထိုင်ကြလဲဘယ်ပါတီကိုမဲထိုင်ကြလဲပြည်သူကတော့ပြည်သူပြန်ပဲပြည်သူကတော့ပြည်သူပြန်ပဲပြည်သူကတော့ပြည်သူပြန်ပဲဟိတ်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 ပြင်ဆင်လာတဲ့ပုံစံကတော့ဒါဒီနေ့ကတော့ကျမတို့မြန်မာစလုံးတွေထပ်စားလို့ရှိရင်အင်္ဂလိပ်စလုံးတွေပေါ့နော်ပို့ပြီးတော့တို့တက်ဆောင်လာကြပါတယ်စနာပြတဲ့လူတွေအကုန်လုံးပေါ့အဓိကတော့ဒီ UN ဘက်ကလူတွေရုံထဲကနေထွက်လာတဲ့အချိန်မျိုးတွေမှာမြင်အောင်ပြဖို့စီစဉ်လာကြတဲ့သဘောပါပဲဒီဘက်မှာဆိုလို့ရှိရင်တော့ကျမတို့Pride ကားတွေပေါ့Pride ကားတွေက stand by စောင့်မင်းနေပါတယ်ကျမတို့ဒီUnited Shopping Mall ဘက်အချမ်းမှာဆိုလို့ရှိရင်ကျောင်းခွေလေးတစ်ခုရှိတယ်။အဲ့ဒီကျောင်းခွေမှာဆိုလို့ရှိရင်တော့ကျမတို့အစားအသောက်ရေဝေတဲ့သူတွေကအဲ့ဘက်အချမ်းမှာတက်ဆွဲထားပါတယ်။ဒါကတော့ကျမတို့ဒီ ambulance ကားတွေ private ကားတွေပေါ့။သူတို့တွေကလည်းအဲ့လိုနှွှင့်ပြီးတော့ဖြတ်သွားတာလူတွေလည်းပုံမှာပါတယ်နောက်လက်နက်ဆိုတာလေသူတို့ပြင်ဆင်နေတဲ့ဒီပိုက်ထဲမှာဒီလူဟာထည့်တယ်ဆိုတဲ့ဟာအဲ့လိုမျိုးတွေလည်းကောင်းမှတင်ဆောင်ပြီးတော့ဖြတ်သွားတာတော့အိမ်မောနေတော့လှမ်းတွေ့လိုက်နေရှင့်တွေ့လိုက်တယ်ပေါ့နော်information တွေကလည်းအကောင်းဆုံးကြားထဲမှာပြည့်နှံပြီးသားလို့လည်းထင်ပါတယ်ကြည့်ဖို့ကောင်းကြတယ်အခုချိန်ထိတော့ဒီဘက်မှာရဲတယောက်မှမတွေ့သေးပါဘူးရှင့်ကျွန်တော်ဒီဘက်ဆမ်းမှာလည်း Pride ကားတွေပေါ့နော်ဒီ Pride ကားတွေတွေ့ပါတယ်အော်ဒီမှာ smart ကြတဲ့အုပ်စုတစ်စုလည်းထပ်တွေ့ပါတယ်ခဏလေးနော်ဆန္ဒပြနေတဲ့ပုံစံအသစ်တွေပေါ့ဒီမှာကျမလမ်းကူးရအောင်မယ်ရှင့်ဒါတော့လမ်းမိုက်တစ်လျှောက်ပြတ်နေတယ်ဒီမှာနေပူရိပ်လေးမှာထိုင်ပြီးတော့အေးကြီးလေးညင်အေးကြီးတဲ့ဟိုညင်အေးကြီးတဲ့ဟို yes မှတ်ကြပါတယ်အေးစေးထိုင်ပြီးတော့လေထဲမှာအတန်လည်းသွဲလာတယ်အနောက်မှာလည်းတအုပ်စုရှိပါတယ်အရန်သဘောကျတယ်
နောက်တစ်ခွက်ကျမတို့ဒီလိုမျိုးအရေးထဲမှာပဲအေးအေးဆေးဆေးထိုင်ပြီးတော့ဆန္ဒပြတာလေးကိုပို့ပြီးတော့သဘောကျပါတယ်ဒါကျမတို့ Facebook မှာအများဆုံးတွေ့ရတဲ့ hashtag လေးတွေပေါ့နော်ဒါတွေကလည်းအရင်ထိရောက်ပါတယ်energy waste လောက်ဆရာမလိုတော့ပါဘူးကျမတို့အကုန်လုံးအေးအေးချမ်းချမ်းအကုန်လုံးဒီနေ့ကတော့အင်္ဂလိပ်ရတာလေးတွေပဲအကုန်လုံးပြင်လာကြတယ်အကုန်လုံးလေးပါအော်ပြန်ထည့်ညီမလေးကဆန္ဒဖော်ထုတ်တာကတော့မနေ့က Facebook ထဲမှာအများဆုံးပြောကြတာပေါ့နော်ဒီကဘာမကျင်းဆိုတချင်းမဆိုပါနဲ့ပေါ့ပြောလို့ရှိရင်စာသားတွေကအရာပေါ့မကြိုက်ကြဘူးလို့ကြွကြော်ကြတယ်ပြောကြတယ်အချင်းချင်းလက်တို့ကြတယ်ဒီနေ့အဲ့ဒီတချင်းတန်လုံးဝမကြပါဘူးလမ်းတစ်လျှောက်ပေါ့ကျွန်မဖြတ်တန်းလာတဲ့လမ်းတစ်လျှောက်ပေါ့အခုရောက်နေတဲ့နေရာမှာရောအကုန်လုံးကဘာမကျင်းတချင်းစာကျွတ်တစ္စာပဲဆိုကြတယ်တခြားသောစောင်းပုတ်လေးတွေပဲអော်ကြတယ်ဒါခဲပေါက်อ่ะအဲ့သဘောကျတယ်generation Z တွေဒါလေးတွေအကုန်လုံးအင်တာနက်ကနေတစ်စင်နိုင်ငံတကာရောက်သွားဖို့လိုပါတယ်။ဆောင်ပုဒ်တွေအကုန်လုံးWe are taller than him. Can I hear you and your shame, Mama? Along safety dinner. Jelly, there won't she bow? I go long day, I'll go shabby up. The engine is an anybody. Go for an echo. Go to the tomorrow. You need an apple. Flip, 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 flip. Flip, yes, yes. Quay phone này là thật bị rồi, cháu là chào bà đấy.
ဆန္ဒပြ